သမီးနန်းဖော့ဝါမခုံချနဲ့အခုမြင်နေရတဲ့ကြောက်ရွံ့ထုကအရန်လှပတဲ့ကရင်မလေးနန်းဖော့ဝါရဲ့ရုပ်ထုပဲဖြစ်ပါတယ်ဒီ6ချားစရာကြောက်ရွံ့ထုတွေအားလုံးဟာတစ်ချိန်တစ်ခါတုန်းကအမှန်တကယ်ဖြစ်ပျက်သွားခဲ့တဲ့အရန်ကိုထိတ်လန့်တုန်လှုပ်စရာကောင်းတဲ့ဖြစ်ရမှန်ရစဝင်တဲ့ပုတ်ဖြစ်တယ်လို့ဒီဆောင်ရုပ်ထုရဲ့နောက်ခံသမိုင်းကလည်းတကယ်ကိုကြည်ကွဲစရာပါမင်းကိုတကြီးခေါ်နေတယ်အခုချက်ချင်းလိုက်ခဲ့ဒီဗီဒီယိုမှာတော့ကျွန်တော်ရဲ့ညီအကိုများတောင်းဆိုထားကြတဲ့လွညတောင်သမိုင်းကြောင်းထဲကကရင်မလေးနန်းဖော့ဝါနဲ့ဆောင်းသမားလေးတဲမောင်ချိုးတို့ရဲ့ရင်းနှစ်ပွဲအခြေဆက်လန်းဖြစ်ရမှနောက်ခံသမိုင်းကြောင်းကိုဘုံတူသားဖြစ်ပွဲစိတ်ဝင်စားပွဲဝေမျှပေးသွားမှာပဲဖြစ်ပါတယ်ခေါ်လာခဲ့စမ်းတောင်းပန်ပါတယ်အမိုးအကိုကျွန်တော်တော့ဇာနီပဲဖြစ်ပါတယ်သူကြီးမင်းတို့ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအတွက်ကြော်ညာလိုပါကကျမတို့ MT ကြော်ညာလုပ်ငန်းမှာလာရောက်ဆက်သွယ်နိုင်ပါပြီနော်တစ်ချိန်ကအင်ဂျင်200လောက်သာရှိတဲ့လွညရွာလေးမှာအရန်ကိုဆင်းရဲတဲ့မိဘမဲ့ကရင်တိုင်းသားလေးတူရှိခဲ့ပါတယ်အဲ့ဒီတရားဆရာကလေးငယ်လေးဟာအဖွားဖြစ်သူတူအပေါ်သာမိခုနေရပြီးအရန်ကိုဆင်းရဲလွန်းတဲ့အတွက်ရွာထဲမှာမနေထိုင်နိုင်ရှာပဲရွာစုံကလဲကွင်းဘေးမှာတဲထူပြီးနေထိုင်ကြရပါတယ်အဲ့ဒီဆင်းရဲသားလူငယ်လေးကမွေးရပါသူ့ရဲ့ဝဒနာအရာရရတစ်တုံးတွေနဲ့အမြဲစောင်းထွေနေတတ်တဲ့အတွက်အဖွားဖြစ်သူကိုယ်တိုင်ကသူ့ကိုတိတ်မောင်ချိတ်လို့အမည်ပေးခဲ့ပါတယ်တိတ်မောင်ချိတ်လေးကအချိန်ရရင်ရတယ်လို့ဒဇိုင်းမမစောင်းထွေနေတတ်ပေမယ့်နှစ်အတန်ကြာတဲ့အထိအသားမီတဲ့စောင်းတစ်ခုမျှမထွေနိုင်ခဲ့ပါဘူးတနေ့မှာအကြည့်တီလာစရိတ်တပြည်စုံတဲ့တိတ်မောင်ချိတ်လေးကိုတောင်ဆောင်နာတစ်ပါးကစောင်းတစ်ခုပြီးခဲ့ပါတယ်အဲ့ဒီနေ့မှစပြီးတိတ်မောင်ချိတ်လေးကအဲ့ဒီဆောင်းကိုအမြဲတည်နေတတ်တယ်လို့သူ့ရဲ့ဆောင်းလက်တံတွေကလည်းနေဝင်ချိုလှပါတယ်တောင်ရလေခွေးမှအလုတ်သမားလေသမားများကတိတ်မောင်ချိတ်လေးရဲ့နေဝင်ချိုလှတဲ့ဆောင်းလက်တံနဲ့အတူအမောအပန်းဖြေကြရင်ပင်မနွားနယ်စိတ်ကိုအမြဲဖြေဖြောက်လေးရှိကြပါတယ်ဒီလိုနဲ့တဲမောင်ချုပ်လေးအရွယ်ရောက်လာချိန်မှာတော့အရန်ကိုလှပတဲ့မတ်ပန်းဖြူခေါ်နန်းဖော့ဝါနဲ့လူငယ်တစ်ပါးဝမြစ်တာမျှခဲ့ကြပါတယ်စိတ်ထားဖြူစင်ပြီးအရန်ကိုလှပတဲ့ကရင်မလေးနန်းဖော့ဝါဟာဂုံပကတနာကြီးတဲ့ရွာသူကြီးသမီးဆိုပေမဲ့ရွှေငွေကုန်းအချေဝါတွေကိုမမဲ့မော်ပဲအစ်စ်အတန်းကွာချလုံးတဲ့စီရတာတဲမောင်ချုပ်လေးကိုကရုဏာတက်စိတ်အချိမြစ်တာအစ်စ်တွေနဲ့အမှန်တကယ်ချိမိတာလည်းဖြစ်ပါတယ်ကိုလေးဟောရီကနန်းဖော့ဝါကိုအရန်ချစ်တာပဲသိလားနန်းဖော့ဝါလည်းအကိုချစ်ပါတယ်အကိုရဲ့ဒါကိုနန်းဖော့ဝါရဲ့ဖခင်ဖြစ်သူရွာတကြီးကြားသိသွားတဲ့အချိန်မှာတော့ဒေါသဖြစ်ပြီးတိတ်မောင်ချုပ်လေးကိုချက်ချင်းခေါ်ခိုင်းလိုက်ပါတယ်အိုးကောင်းတိတ်မောင်ချုပ်ကိုငါစီအခုချက်ချင်းခေါ်လာခဲ့စမ်းဒီမှာတိတ်မောင်ချုပ်မင်းကိုတကြီးခေါ်နေတယ်အခုချက်ချင်းလိုက်ခဲ့ရွာတကြီးကတိတ်မောင်ချိတ်ကိုသူ့ရဲ့သမီးနန်းဖော့ဝါနဲ့ဝေးဖို့ရာဒီရွာကနေထွက်သွားပေးဖို့ချိန်ချောက်နှင်ထုတ်လိုက်ပါတယ်ဒီမှာတိတ်မောင်ချုပ်မင်းမျက်နှာကိုငါမမြင်ချင်ဘူးမင်းဒီရွာကနေအခုချက်ချင်းထွက်သွားကြားလားဒါကြောင့်တိတ်မောင်ချုပ်အိမ်ကိုပြန်ရောက်လာတဲ့အခါအဖွားဖြစ်သူကိုပြောပြပြီးငူငူယူယူနဲ့အဖွားကိုရှိခိုးဥချကာရွာကနေထွက်သွားရပါတယ်ငကိုကလေးကမိဘမဲ့ဖြစ်နေရှာတဲ့တဲ့မောင်ချုပ်ဟာ
သွားလာစရာမရှိပဲရွာအစုံကအခုမြင်နေရတဲ့လိုညတောင်စီထွက်လာပြီးတောင်ထိပ်တနေရာမှာတဲထိုးကတယောက်တည်းအထီးကျန်စွာနေထိုင်ရပါတယ်တဲမောင်ချုပ်ရွာကနေနှင်ထုတ်ခံရကြောင်းကြားသိသွားတဲ့နန်းဖော်ဝါကထိတ်လစွာနဲ့ဝမ်းနဲ့ကြေကွဲခဲ့ရပြီးတဲမောင်ချုပ်ရဲ့အဖွားစီအပြေရောက်ရှိလာကငိုယိုတောင်းပန်လာပါတယ် အမိုးကို ဒါပြင်သူမရဲ့ချစ်သူတဲမောင်ချုပ်ရှိရာနေရာကိုပြောပြပေးဖို့အဖွားဖြစ်သူကိုမေးမြန်းရာအဖွားဖြစ်သူကလည်းတဲမောင်ချုပ်ဘဝလုံခြုံရေးအတွက်မပြောပြခဲ့ပါဘူး အမိုးအကိုတိတ်မောင်ကျုပ်ဘယ်မှရှင်းနေလဲသမီးကိုပြောပြပါထောက်မှန်ပါတယ်အမိုး ဒါပေမဲ့နောက်ဖော်ဝါလဲသူမကိုချစ်ရင်တဲမောင်ချုပ်ရှိရာနေရာကိုပြောပြပေးဖို့အတန်တောင်းမှလာတဲ့အခါမှာတော့အဖွားဖြစ်သူလဲနန်းဖော်ဝါကိုတနာလွန်းတဲ့အတွက်တဲမောင်ချုပ်ရှိရာလွန်ညတောင်ကိုအဖွားကိုယ်တိုင်လိုက်ပြခဲ့ပါတယ်သမီးဖြစ်သူနန်းဖော်ဝါတယောက်တိတ်မောင်ချုပ်စီထွက်ပြေးသွားပြီဖြစ်ကြောင်းကြားသိသွားတဲ့တကြီးမှာတော့ဒေါသအိုပေါက်ကွဲကတပည့်တပန်းတွေနဲ့အနောက်ကနေလိုက်လာပါတယ်နန်းဖော်ဝါနဲ့အဖွားအိုယခုစခန်းကြီးလို့ခေါ်တဲ့တောင်တဝက်တနေရာရောက်ရှိလာတဲ့အခါအဖွားအိုကစမသက်နိုင်တော့ပဲတိတ်မောင်ချုပ်ရှိရာတောင်ထိပ်ကိုနန်းဖော်ဝါကိုပြောပြပြီးအဖွားဖြစ်သူကတောင်တဝက်မှာပဲနေရခဲ့ပါတယ်နန်းဖော်ဝါလည်းအဖွားအိုဖြစ်သူကိုရှစ်ခိုးဥချပြီးတိတ်မောင်ချုပ်ရှိရာတောင်ထိပ်ကိုမမောမပန်းပြေးသက်သွားပါတယ်ရွာတကြီးနဲ့တပည့်တပန်းအုပ်စုတို့တောင်တဝက်ရောက်ရှိလာတဲ့အချိန်မှာတော့ပေမန်းနွားနေပြီးအမောဖြီနေတဲ့အဖွားအိုနဲ့စုံတွေ့သွားပါတယ် ဓမ္မအဖွားကြီးကျောက်သမီးပမာလဲပြောစမ်း တောင်ပေါ်တက်သွားပါတယ်တကြီး စိတ်မထိန်နိုင်တော့တဲ့ရွာတကြီးလဲသူ့ရဲ့သမီးကိုခေါ်သွားရသလားဆိုပြီးအဖွားအိုကိုပစိန်နဲ့ခောက်သားလိုက်ပါတယ်နန်းဖော်ဝါမှာတော့တောင်ထက်ကြောက်အငူအစွန်းမှာစောင်းတီးနေတဲ့တိတ်မောင်ချုပ်ကိုအော်ခေါ်ရင်းပြေးသက်လာပါတယ် အကိုတိတ်မောင်ကျုပ်အကိုတိတ်မောင်ကျုပ် နန်းဖော်ဝါရဲ့ခေါ်တန်ကြားရတဲ့တိတ်မောင်ချုပ်လဲဝမ်းသာအားရနဲ့မတ်တက်ရကနောက်ကိုလှည့်ကြည့်လိုက်တဲ့အချိန်လေးမှာပဲရွာတကြီးရဲ့တပည့်တယောက်ပြေးလှိုးလိုက်တဲ့မြတ်သစင်းကတိတ်မောင်ချုပ်ရဲ့ရင်ဝါတက်ကိုထိမှန်သွားပါတယ်မောင်ချုပ်ခမရင်ဝါကနှမ်းရဲ့ဒဏ်ရာကြောင့်အခြေမခိုင်နိုင်တော့ပဲတောင်ထိပ်ကနေပြုတ်ကျတည်ဆုံးသွားပါတယ်နန်းဖော်ဝါလဲချီရတဲ့သူတိတ်မောင်ချုပ်မရှိတော့တဲ့လောကကြီးမှာတယောက်တည်းကြေကွဲဝမ်းနေစွာမနေကျင်တော့တဲ့အစုံဖခင်ဖြစ်သူအော်သားနေတဲ့ကြားကနေတောင်အောက်ကိုခုန်ချပြီးမိမိကိုယ်ကိုအဆုံးစီရင်လိုက်ပါတယ်ရွာတကြီးကဒီအဖြစ်အပျက်အကောင်စင်ရဲ့တရားခါဟာမိမိသားဖြစ်ကြောင်းနောင်တကြီးစွာရရှိပြီးအောင်မိတ်တရိယတန်တကြီးများစွာနဲ့အတူလွန်ညတောင်ထိပ်မှာဖျားတဆူတီထားကိုးကွယ်ကလွမ်းစီတီဆိုပြီးယနေ့တိုင်ဖူးမြင်နိုင်ပါတယ်နောက်ဆုံးအနေနဲ့ဗုဒ္ဓမြတ်စွာဘုရားကဒေါသအားကြီးလွန်းရင်ကာယကံဝစီကံမနောကံတွေချွတ်ချော်မှားယွင်းပြီးစီးစိမ်ဥစ္စာများပျက်စီးတတ်တဲ့အပြင်ဘဝပါဆုံးရှုံးသွားနိုင်ကြောင်းအတိတ်တရရှိရှိနဲ့နှလုံးသွင်းတတ်ဖို့ရာစေတနာထားမျှဝေပေးလဲရပါတယ်